တာမန်ကျောင်းသားလေးတယောက်ကဒဏ်ရာရနေတဲ့ကြောင်လေးတစ်ကောင်ကယ်လိုက်မိရကနေလူသားတွေကိုလိုက်တက်နေတဲ့နတ်ဆိုးတွေနဲ့ရင်ဆိုင်ရမယ်လို့ဘသူကထင်ပါလဲဟုတ်ပါတယ်ခင်ဗျဒီနေ့မှာတော့ animation အလန်းသားဖြစ်တဲ့ Black Dog ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ကျွန်တော်တို့ရဲ့အဓိကဇက်ဆောင်ဂျိုရူကိုမိတ်ဆက်ပေးထားပါတယ်သူကတာမန်လူငယ်တယောက်လိုထင်ရပေမဲ့တကယ်တော့တလိမ့်ဆန်ရဲ့စကားပြောနိုင်တဲ့အထူးဆန်းရတစ်ခုကိုရရှိလာတယ်ဒါအပြင်သူ့အဖိုးကခေတ်သစ်နေကြရှင်နိုဘီတယောက်ဖြစ်တဲ့လည်းသူ့မိဂျာရူမာတို့ငယ်လေးတည်းကတိုက်ခိုက်ရေးပညာသင်ကြားပေးခဲ့ပါတယ်ဒီနေ့မှာတော့ဂျိုရူကဒိုင်ယာအပြင်းထန်ရပြီးလဲကျနေတဲ့ကြောင်လေးတစ်ကောင်ကိုအိမ်ခေါ်ပြီးတော့ကုညီကုသပေးခဲ့တယ်ထူးဆန်းတာကအဲ့ဒီကြောင်ဟာတာမန်ကြောင်မဟုတ်ပဲလေရာကိုလို့ခေါ်ရတဲ့လို့ဝက်ဆာကြီးမုံမုံနိုကီမဆိုးတစ်ကောင်ဖြစ်တာကရှာကိုဟာလူသားတွေကိုမုန်းပင်မဲ့လေသူ့ကိုကယ်ခဲ့တယ်လေဂျိုရူကိုတော့လည်းရံမမှုခဲ့ပါဘူးဒါပေမဲ့လည်းမကြခင်မှာပဲလေရာတို့ကိုလည်းလိုက်ရှာနေတယ်လေတခြားရက်ဆက်တဲ့နတ်ဆိုးကြီးတစ်ကောင်လည်းရောက်လာပြီးလေဂျူရူကိုလည်းရင်ဘတ်ကိုဖောက်ပြီးတက်ပစ်လိုက်ပါတော့တယ်ဂျူရူလည်းတေကန်ကြီးတဲ့အချိန်မှာလည်းကြောင်နတ်ဆိုးရာကိုကလည်းဂျူရူကိုလည်းအသက်မသေးခင်ဂျူရူကိုလည်းအသက်မသေးခန္ဓာနဲ့ကြောင့်လည်းသူ့ရဲ့လည်းအသက်နဲ့လည်းစွမ်းရင်ကိုလည်းဂျူရူရင်ခန္ဓာကိုယ်တည်းလည်းထည့်သွင်းပြီးလည်းပူပေါင်းလိုက်ပါတော့တယ်အဒီနောက်မှာတော့ဂျူရူဟာမဟူယာအလင်းတန်းနေတဲ့အတူလည်းပြန်လာနိုးထလာပြီးနတ်ဆိုးကြီးတစ်ကောင်ကိုတစ်ချက်တည်းနဲ့အပြည့်ရှင်းလိုက်ပါတော့တယ်ဒါပေမဲ့လည်းတိုက်ပွဲအပြီးမှာတော့လည်းတဘာဝလည်းကိစ္စတွေကိုလည်းလိုဝက်ကင်တွေရတယ်လည်းအစိုးရအထူးအဖွဲ့အစည်းကလည်းလူတွေလည်းရောက်လာပြီးဂျူရူကိုဖမ်းဆီးလိုက်ပါတော့တယ်စွမ်းအကြီးကြောင်နဲ့ဆိုးနေလည်းပူပေါင်းမိသွားတယ်လည်းဂျူရူတယောက်ရှေ့ဆက်ပြီးလည်းဘယ်လိုအနေရတွေလည်းရင်ဆိုင်ရမလဲဆိုတဲ့လည်းအပိုင်းနဲ့မှလည်းဆက်လက်ရှုတာအားပေးကြပါခင်ဗျ